တဲ့သူမှာကိုယ်ကဘာပင်လားတရားဟောတဲ့သူမှာအသိချီအပေမလားသာဓုလို့ကောင်းချီခေါ်တကဘာပင်မလားဘူးတော့ကြားဘူးသူမှာကြားနာရခြင်းစိတ်မှာဖြူစင်ခြင်းမှာယုံမှမှုကိုလွတ်မြောက်နိုင်ခြင်းမှာယူဖြောင်းမှန်စိတ်ကြည်သောနိဗ္ဗာန်လမ်းမှာနော်ဆရာတော်ဒီရန်ကင်းပါစေစိတ်စင်ရဲ့ခြင်းကိမာစီကိုစီရဲ့ကိနာသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တတ်တော်ရှိပါစေစိတ်စင်ရဲ့ခြင်းကိမာစီကိုစီရဲ့ကိနာသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေတရားနာတဲ့သူမှာကိုယ်ကဘာပင်လားတရားဟောတဲ့သူမှာအသိချီအပေမလားသာဓုလို့ကောင်းချီခေါ်တကဘာပင်မလားဘူးတော့ကြားဘူးသူမှာကြားနာရခြင်းစိတ်မှာဖြူစင်ခြင်းမှာယုံမှမှုကိုလွတ်မြောက်နိုင်ခြင်းမှာယူဖြောင်းမှန်စိတ်ကြည်သောနိဗ္ဗာန်လမ်းမှာနော်ဆရာတော်ဒီရန်ကင်းပါစေစိတ်စင်ရဲ့ခြင်းကိမာစီကိုစိတ်ရဲ့ကိနာသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တတ်တော်ရှိပါစေစိတ်စင်ရဲ့ခြင်းကိမာစီကိုစိတ်ရဲ့ကိနာသာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဒီရန်ကင်းပါစေဆရာတော်တတ်တော်ရှိပါစေဆရာတော်ဒီရန်ကင်းပါစေဆရာတော်တတ်တော်ရှိပါစေ